အခု3လပြည့်တော့မှာ ပြည့်တော့ ပြီးရောအတင်းတရားပိုက်ဆိုင်ရှိပြီလား မရှိဘူး ဟောမရှိသေးဘူးမရှိတော့အိမ်မွားစင်းအောင်ရှိတာပဲနော် အိမ်မှာဆင်းပြီးတော့ဘိုးဝါရေးတာသွားဝေရလဲဒီညီးနှစ်ယောက်ရော ညီနှစ်ယောက်ကလူပမာတွေဆိုတော့ ဘယ်လိုလုပ်ရမှန်းကို မသိသေးဘူးအဖိုးတော့အဖွားတယ်ဆိုရင်ဘိုးဝါးကြီးတာမှာတွားပြီးတော့ကောင်းချလို့ရပြီ ဟုတ်ကဲ့ ဟုတ်ဖိုးနဲ့ဖွားမင်္ဂလာပါ ကျင်လာပါ မင်္ဂလာပါ ဖွားမျက်စိကမတဲခွဲဘူးလား မသေးခွဲဘူးအခုဓာတ်ကိုမှောင်းနေ မောင်းနေပြီ ဟုတ်မှောင်းနေ ဟိုအရေးရောင်တော့ပဲမြင်နေရတာ ဟုတ်တယ်ဟုတ်တယ် ဩရုပ်လုံးတွေပါလေမကွဲတော့ ကွဲတော့ အသက်ကဘယ်လောက်ရှိတော့ရတော့ 80 80ဘဘရော 81 81ဘဘအရင်တော့ဆက်ချုပ်တာဟုတ်လား ဆက်ချုပ်တယ် အခုတော့အသက်ကြီးလာပြီဆို တ တော့ ကယ်ကြည့်လိုက်ဆိုတော့မချုပ်နိုင်တော့ မချုပ်နိုင်တော့ မှာဆက်ချုပ်ပြင်းတယ်လို့ ဟုတ် ဆက်ချုပ်ဆက်ပြင်းတယ်ဆိုင်းမှုချိတ်ထားတယ် အင်း လာအဲ့တက်ခါတော့လုတ်ပြီးတော့ အော်အဲ့လိုလေးတော့ပြင်ပေးသေးတယ် ဟုတ်တယ် အချုပ်ဆက်လေးပါလေးတော့ပြင်ပေးသေးတယ် ပြင်ပေးတယ် ဩဩ အဲဟိုမျိုးတဲ့ကိုဒီစပိန်နဲ့သွားတာ မြွတ်တစ်ကိုဒီစပိန်လေးတစ်စီးနဲ့ ဟုတ်တယ် ဩအိမ်မာကလူပမာ2ယောက်ဟုတ်လား ဒီမှာနှစ်ယောက် ဖောက်ဖောက်ရောဆို3ယောက်ပေါ့ မိဖို့ကြောင့်လည်းကျွန်တော်ပဲချက်ကျွန်တော်ပဲပြုတ် ဩအဲ့ဆိုရင်လက်ရှိအနေထားဘဘတယောက်တည်းပဲ ဘာတယောက်တည်းပဲအကုန်လုံးသွားလာပြီးဝယ်ချမ်းချက် ဟို ပြုတ် ဩဟိုလူပမာ2ယောက်ကလေးဖြတ်နေကြတာ ဟုတ်တယ် ဩဖောက်ဖောက်ကမျက်စိမမြင်အောင်မတဲခွဲဘူး ဟုတ် မမလည်းနှိုက်လို့မရတော့อืมရှေ့မှာဆိုင်းဘုတ်လေးလည်းတွေ့တယ်ဘာတော့လက်ပြင်ရောပြင်ပေးတယ်ဆိုတော့အာဘဘပြင်ပေးရလား ဟုတ်တယ် ဩ လက်ပင်ကြောပြင်ပေးရဆိုတာအခမဲ့ပြင်ပေးတာပါ ဟောအခမဲ့ပြင်ပေးတာ အခမဲ့ဟိုဖြုတ်လိုက်တော့ဟိုဖြုတ်လိုက်ပါတဲ့ ဟမ် စေနာရှိတဲ့လူရှိသလောက်လူလိမ့်မယ်တဲ့ဒီတိုင်းအခမဲ့ဆိုတာဖြုတ်လိုက်တာ ဩအခမဲ့ကိုဖြုတ်လိုက်တာအရင်တော့အခမဲ့ပြင်ပေးတာ ဟုတ်တယ် ဩစေနာရှိရလူကရှိတယ်လို့လေးပြေးသွားလိုက်တာ ဟုတ်တယ်ဟုတ်တယ် 1000တန်ဒီ2000တန်ဒီပေါ့ဩ ခုမနေ့ကိုလူတူလာပြင်တယ် ဟုတ် ကျွန်တော်ကအဲ့လိုအရင်အခမဲ့ပြင်တာ ပြင်တာ အဲ့ဒါဟိုစေဘဝါကတော့ယူပါဆိုလို့ဖြုတ်လိုက်တာအဲ့လို ဖြုတ်လိုက်တာ အဲ့ဒီက9000ပေး 9000ပေးသွားတယ်ထမင်းပိုးလေးတော့ရသွားပြီ လို့ရပါ ဟုတ်တယ်နော် ဟုတ်တယ် ဟုတ်ပြီအဲ့ဆိုရင်တားကလည်းအဖိုးတို့အဖွားတို့မိသားစုလေးခက်ခဲနေတာလေးတွေ့နေရတာအိမ်လေးကလည်းအိမ်ငါ အိမ်က อื ခု ม ဒီလ3လပြည့်ပြင်ရမှာဒီလကုန်ရင် တစ်လဘယ်လောက်ပါလဲတသိန်းတော့ တသိန်းကို3လ 3လအော်တစ်ခါတင်ရင်3လတင်ပေးရတာလာချင်းပေးမရအောင် မရ ကဲဟုတ်ပြီဗျာ ဒီ3လပြည့်ကိုရကိုရတာဟိုပတ်ပြီးတော့ အခု3လပြည့်တော့မှာ ပြည့်တော့ ပြီးတော့ ပြီးရောအတင်းတရားပိုက်ဆိုင်ရှိပြီလား မရှိဘူး ဟောမရှိသေးဘူးမရှိတော့အိမ်မွားစင်းအောင်ရှိတာပဲနော် ဟုတ် အိမ်မှာဆင်းပြီးတော့ဘိုးဝါရေးတာသွားဝေရလဲဒီညီးနှစ်ယောက်ရော ညီနှစ်ယောက်ကလူပမာတွေဆိုတော့ ဘယ်လိုလုပ်ရမှန်းကို မသိသေးဘူးအဖိုးတော့အဖွားတယ်ဆိုရင်ဘိုးဘွားကြီးတာမှာတွားပြီးတော့ကောင်းချလို့ရပြီ ဟုတ်ကဲ့ ကင်အဲ့ဒါဆိုရင်အလူရှင်လေးရှိတာလေးတော့ကျွန်တော်လှူပေးခဲ့ပါမယ်အရင်ဆုံးလေးတော့နော်အလူရှင်နာမည်လေးရှာလိုက်အောင်မယ်ကျွန်တော်ပဲမလုံးအော်ဒီမှာအလူရှင်နာမည်လေးတွေ့ပြီဗျာအလူရှင်နာမည်လေးကကျွန်တော်တို့ကိုတေစာလင်းနဲ့မတ်ဆွေစီဆန်မိသားစုပြင်ဦးလွန်မျိုးအတိုင်းမှာအဲ့ထက်အတိုင်းမှာကျွန်တော်2သိန်းကျပ်လှူပေးခဲ့လိုက်ပါမယ်ဟုတ်ပြီနော်2သိန်းကျပ်ဆိုတော့အပေါ်ရန်ကတော့စားလို့ရပြီနော်ဟိုအိမ်လားကပြည့်မယ်ဆိုရင်တစ်လစာလောက်အရင်လေးဖက်ထည့်ပေးလို့ရရင်ပေးကြည့်ပေါ့ပန်းရှင်ကိုအကျိုးကြောင့်လေးပြောပြထားလိုက် မရဘူး မရဘူးလားမရဘူး ဟို ဟို 3သိန်းတစ်ခါလည်းတင်ရ ဟောအဲ့လိုတင်ရတာလား သူက3လအတွက်တခါလေးတင်ရ ဟောအဲ့လိုတင်ရတာကဲဟုတ်ပြီအဲ့ဆိုရင်တားရှိတဲ့အလူငွေလေးအရင်ဆုံးတော့လှူပေးခဲ့မယ်နောက်ထပ်အလူရှင်လေးရှိရင်လည်းပြန်ပြီးတော့စဉ်းစားပေးမယ် ဟုတ်ဟုတ်ပြီနော်အခုနေ့လက်သားစားပြီးကြပြီလားဟောပြီးပြီနော်အဲ့ဆိုရင်အတားငါးတွေပါတွေလဲချက်ဖို့ရမလွယ်တော့ ဟိုတပတ်တစ်ခါတော့မှမ တပတ်တစ်ခါတော့နတ်မမှန်အောင် ခုလည်းလက်ဖက်သုံးနိုင်ပါ ဟောခုလည်းလက်ဖက်တုံးနဲ့စားရတာကဲဟုတ်တော့ဟုတ်နေပြီကဲကိုမိပါတွေလို့သဘောထားပါတယ်အခုနဲ့ဖွာဒီမှာအဖောက်အပ်လိုက်မယ်နော်အလူငွေလေး2သိန်းပါဗျ ဟုတ်ကဲ့ ဒါပြုံးလိုမျိုးကအလူရှင်ကိုတေစာလဲမတ်ဆွေစီစာမိသားစုတိုင်းမှာကုညီထောက်ပံ့ပေးတာနော် ဟုတ်ပြီဟုတ်ပြီ ဟုတ်ကဲ့ပါဗျဘာပြောမလို့လူရှင်တွေကို လူစင်တော့ဘာပြောမှန်းဆိုတော့ အင်း ကျမချမ်းသာကြပါသေးလို့မိသားစုဟုတ်လားဘေးဥပအနေကင်းရှင်းပါသေးတယ် ။ဒါပြည့်စနေပြပါစေ။ကိုင်းဘဘတို့ဘတို့မိသားစုတွေအားလုံးလဲအားလုံးစီးပွားရေးတွေလည်းပတ်ကြပါစေနော် ဟုတ်ပြီ ။အားလုံးအဆင်ပြေပါစေပဲဆုတောင်းပေးရတယ်ဒါကတော့နော် ဟုတ်ပြီ ။ကိုင်းကျေးဇူးပါ ကျေးဇူး